သူ့ကိုယ်တိုင်အဲ့ဒီဗီဒီယိုရောင်းပြီးတော့မှသူ့ကိုယ်တိုင်ဖြန့်တာဖြစ်တယ်အဲ့တော့ကြောင့်ထိုးခန်းကနင့်ကိုမရရအောင်ညွန့်ကလိုက်မှာညွန့်ကတရားဆွဲမှာအဲ့လိုပြောတော့အဲ့ကောင်ကပြေးမှာဗောသမီးကြီးပေါ့နော်အေးငိမ့်နေတယ်ဆိုတာအခုဒီဟိုဗီဒီယိုပဲရရလဲဖြန့်တာလည်းမသိပဲနဲ့ငိမ့်နေတာပေါ့နော်အခုတီးရတယ်တီးရတယ်ဆားတော့သူတို့တော့ထင်တယ်ဒါပေမဲ့မတေကြပဲနဲ့ညီမမတေကြသေးဘူးထင်လို့ညီမဘာမှမပြောသေးတာဘလို့ဘာမှမရှင်းပြသေးတာအခုဆိုလို့ရှိရင်ညီမရဲ့အဲ့ဒီဟောအဲ့ဟာစီးမှာညီမရဲ့အဲ့ဒီဗီဒီယိုတွေကကောင်းညီမရဲ့ရေးစာဟောင်းပေါ့နော်အခုညီမနဲ့သူနဲ့ပြတ်သွားဆို3နှစ်ကျော်သွားပြီဒါပေမဲ့သူနဲ့ညီမနဲ့စပြီးတော့မှအဲ့ဒီဗီဒီယိုတွေဖြစ်တော့မှဆိုလို့ရှိရင်ညီမအတက်က18မပြည့်သေးဘူးပေါ့နော်2နှစ်ကျော်နေပါ3နှစ်ကျော်3နှစ်နေပါတွဲခဲ့တာပေါ့နော်အခုအဲ့ဒီတိုက်ရိုက်တင်တဲ့ channel အကောက်ကိုညီမသွားမေးသူကအရင်ရက်တည်းကတော့လောကစာမပြန်ဘူးပေါ့နော်ဟိုစာပြန်တဲ့ channel ညီမမေးတော့သူ့ကိုယ်တိုင်အဲ့ဒီဗီဒီယိုရောင်းပြီးတော့မှသူ့ကိုယ်တိုင်ဖြန့်တာဖြစ်တယ်အဲ့တော့ကြောင့်ထိုးခန်းကနင့်ကိုမရရအောင်ညွန့်ကလိုက်မှာညွန့်ကတရားဆွဲမှာအဲ့လိုပြောတော့အဲ့ကောင်ကပြေးမှာဗောသမီးကြီးအဲ့တော့ဒီတကားပိတ်လိုက်အဲ့တော့ကြောင့်အခု EF ဗီဒီယိုကိုသူကရောင်းစားပြီးတော့သူပိတ်မှောင်သွားမှတော့ပြန်ဖွင့်လိုက်အဲ့တော့ EF ဗီဒီယိုသူကိုယ်တိုင်ရောင်းတယ်သူကိုယ်တိုင်ဝါဆိုဟာတက်တေလဲရခဲ့ပြီအစတက်တေမရှိတော့ညီမဒီတိုင်းပဲငြိမ်နေတာပေါ့နော်အခုကတက်တေလဲရပြီဆိုတော့ညီမသူကနေဒီလောက်ရကြောင်းနေပြန်ပြီးတော့ပေးဆက်မယ်ညီမကဒီလိုလှုပ်စားတယ်ဒီလိုမျိုးဟိုစပွန်ဆာရှာပြီးတော့အဲ့လိုမျိုးဗီဒီယိုလေးရိုက်ခဲ့ပြီးတော့အဲ့လိုမျိုးလှုပ်စားတယ်မိမမဟုတ်ဘူးပေါ့နော်အခုညီမ screenshot နဲ့တော့ဒီအပေါ်မှာပြထားပြီးမယ် screenshot နဲ့တော့ညီမအဲ့ဒါလေးအကုန်လုံးကိုချပြပေးမယ်ပေါ့နော်အဓိကအဲ့ဒီကောင်ရှုံးမှာလားညီမအဲ့လိုမျိုးနဲ့ပတ်သက်မိတာညီမအမားပြတဲ့အတွက်ကြောင့်လူတိုင်းသူများပြောလဲညီမခံရမှာပဲဟုတ်တယ်ဒါပေမဲ့ညီမဘဝအခုဆိုလို့ရှိရင်ကသူနဲ့ညီမနဲ့ပြတ်သွားတာဆိုလို့ရှိရင်3နှစ်ကျော်သွားပြီအဲ့အတွက်ကြောင့်အထူးခန်းကျော်ဆိုတဲ့ကောင်ရဲ့နေရဲလိပ်စာဖုန်းနံပါတ်တော့ညီမမှာရှိတယ်ပေါ့နော်ဖုန်းဆိုင်တော့သူကတော့ကင်နေဒါပေမဲ့ကင်နေဆိုပေမဲ့သူကခုချိန်မြင်တော့သူမလုပ်ဘူးလို့မြင်တော့ပေါ့နော်အဲ့တော့ကြောင့်ဟိုညီမသူ့ရဲ့နေရဲလိပ်စာသူ့ကိုတွေ့တယ်သူ့ပုံညီမတစ်ချက်ပြတာပဲသူ့ပုံကတော့အခုနောက်ပိုင်းတော့ social ပိုင်းမတုံးတော့သူ့ပုံကတိတ်တယ်နာမတွေ့တော့ဒါပေမဲ့သူ့တော့အဲ့ဒီဗီဒီယိုကြည့်ပြီးသားတဲ့လူတိုင်းသူ့ရဲ့ရုပ်ကိုတော့မြင်ဘူးမှာပေါ့နော်တက်တူးရှိတယ်ဒီမှာလည်းရှိရပိုင်းမှာလည်းရှိရလက်မှာလည်းသူ့မှာတက်တူးရှိရပေါ့နော်အဲ့တော့ကြောင့်သူနဲ့သူ့ကိုမြင်တဲ့နေရာမှာတွေ့တဲ့အချိန်မှာညီမကဖုန်းလေးဆက်ပြီးတော့မှတစ်ချက်လောက်ဆက်သွယ်ပေးပါလို့ပြောချင်ပါတယ်ရှင်ဖုန်းနံပါတ်လေးချပေးရမယ်နော်